ဆုံးဖြတ်ချက်ရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာမမိတ်မသုံးကြိုးစားတဲ့အခါနောက်ဆုံးမှအောင်မြင်သွားတယ်တောင်တဲ့သမားတယောက်ဟာဘလောက်ပဲမြင့်မြင့်ဒီတောင်ထိပ်ကိုငါရောက်ရမယ်လို့ယုံကြည်ချက်ရှိတယ်ယုံကြည်ချက်ကိုဥတည်ပြီးတော့ကြိုးစားအထောက်မှုလုပ်တဲ့အခါမှာသူမျှော်မှန်းတဲ့အတိုင်းရောက်သွားစီးပွားရှာတာလဲထို့အတူပဲနော်လောကမှာစီးပွားဥစ္စာကြွယ်ဝချမ်းသာခြင်းနဲ့ဆိုရင်ယုံကြည်ချက်နဲ့လုပ်ရမှာဖြစ်တယ်သို့တော့ယုံကြည်ချက်တစ်ခုတည်းလားလို့တော့ယုံကြည်ချက်ပေါ်မှာလှုပ်ဆောင်မှုတွေပါလာဘာတွေပါလာတော့ဆိုရင်နော်ဖြစ်ချင်တဲ့ဆန္ဒကြိုးပမ်းအထောက်မှုလုံလဝိရိယစိတ်ဓာတ်ကြံ့ခိုင်မှုအသိပညာဆိုတာပေါင်းစပ်ရမှာဖြစ်တယ်ဘယ်ရာပဲဖြစ်ဖြစ်တစ်ခုတည်းမဟုတ်ဘူးဆိုတာကိုတော့သတိထားအချိန်ကိုပြောနေတဲ့နာယီလေးတစ်ခုတည်းပဲစဉ်းစားကြည့်လေလူတိုင်းနာယီကိုသုံးနေတာစဉ်းစားကြည့်လိုက်အဲ့နာယီလေးမှာလက်တံနှစ်ခုပါတယ်မျက်နှာပြင်မှာခဏန်းလေးပါတယ်အတွင်းမှာပင်နီယန်ဆိုတဲ့စက္ကရိယာတွေပါတယ်ဘက်ထရီပါတယ်ကဲအဲ့ဒါတွေတစ်ခုချိုးတဲ့သွားလို့ရှိရင်အချိန်ကိုဖော်ပြနိုင်အောင်မလားမပြနိုင်ဘူးဘက်ထရီလည်းကောင်းတယ်ပင်နီယန်တွေလည်းကောင်းတယ်လက်တံတစ်ခုကိုဖြုတ်ထားလိုက်ဘာမှမလုပ်နဲ့လက်တံတစ်ခုပဲဖြုတ်ထားအတူပဲဖြုတ်အရှိပဲဖြုတ်အချိန်ကိုသိနိုင်ပါအောင်သိနိုင်တော့အလုံးဟာပေါင်းစပ်နေမှာဖြစ်တယ်ဆိုတဲ့သဘောတရားကိုပြောပြတာအလုံးဟာပေါင်းစပ်ညီညွတ်ပေါင်းစပ်နေမှာအကျိုးရလဒ်တစ်ခုဆိုထွက်တာဖြစ်တယ်ဒါကြောင့်အကြောင်းတရားတွေအလုံးပေါင်းစပ်နေပြောတဲ့အခါတော့တစ်ခုကိုဥတည်ပြီးပြောတာဖြစ်တော့လည်းပဲအကြောင်းတရားတွေဟာတစ်ခုတည်းမဟုတ်ဘူးစီးပွားဥစ္စာတိုးတက်တယ်လို့ဆိုတဲ့ပုဂ္ဂိုလ်တွေဟာဘာတွေနဲ့ပေါင်းစပ်ထားတာတော့ဆိုလို့ရှိရင်သူတို့ဟာသူများတဲ့ပို့တဲ့လုံလဝိရိယကြိုးစားအထောက်မှုရှိတယ်အဲ့ဒီကြိုးစားအထောက်မှုဆိုတဲ့အထဲမှာဘာတွေပေါင်းစပ်ထားတော့လို့ဆိုရင်လုပ်ငန်းကျွမ်းကျင်မှုပါတယ်နည်းပညာပါတယ်ဆွဲလုံးလကြီးမားမှုပါတယ်ကိုယ်တိုင်လုံးနိုင်စွမ်းရှိတယ်စီမံခန့်ခွဲတတ်တဲ့စွမ်းရည်တတ်ရှိတယ်အဲ့ဒီငါးချက်ပေါင်းစပ်ပါဝင်နေပြီးတော့ကြိုးစားရမှာဖြစ်တယ်ဒီတိုင်းအယမ်းမဲ့လှုပ်ရှားနေတာကိုကြိုးစားတယ်လို့ပြောတာမဟုတ်ကြိုးစားမှုဆိုဒီမှာအကြောင်းတရားတွေပေါင်းစပ်ပြီးတော့ကြိုးစားနေတာလားဖြစ်တယ်အဲ့ဒါလို့ငါးရက်လုပ်ငန်းကျွမ်းကျင်မှုမရှိရင်လည်းပျက်စီးတယ်နည်းပညာမကောင်းရင်လည်းမအောင်မြင်ဘူးဆွဲမရှိလို့ရှိရင်လည်းအောင်မြင်မှုပန်းနိုင်ကိုမရောက်နိုင်ဘူးကိုယ်တိုင်မလုပ်တတ်ဘူးဆိုတဲ့လူတွေလည်းအောင်မြင်မှုတရဖူမဆောင်နိုင်ဘူးစီမံခန့်ခွဲတတ်ခြင်းဆိုတာမရှိဘူးဆိုရင်လည်းအောင်မြင်မှုမရနိုင်ဒါကြောင့်မို့ကြိုးပမ်းအထောက်တယ်ဆိုတာဟာလုပ်ငန်းကျွမ်းကျင်မှုဒီပညာကောင်းမှုဆွဲလုံးလာကြီးမားမှုနဲ့ကိုယ်တိုင်လုံနိုင်စွမ်းရှိမှုလုံနိုင်စွမ်းဆိုတာကိုယ်လည်းလုံတတ်တယ်လုံတတ်မှစီမံခန့်ခွဲတတ်တာဖြစ်တယ်ကိုယ်မတတ်တဲ့ပညာရပ်ကိုသူများသွားဆရာလုပ်လို့ရှိရင်သူလိမ့်သမျှခံရမှာပဲဒါသိချရတယ်တရားနော်အဲ့တော့ကိုယ်တိုင်လည်းတတ်တယ်ကိုယ်တိုင်တတ်တဲ့ပညာနဲ့သူများကိုစီမံခန့်ခွဲတတ်တယ်ဒီအချက်၅ချက်ပြည့်ပြီးဝါပေါင်းစပ်ပြီးဆိုရင်အထွတ်ထိပ်ကိုရောက်လာတာပဲဖြစ်တယ်အဲ့တော့မြတ်စွာဘုရားကခုနပြောတဲ့လူဆန္ဒတွေဖြည့်ဆည်းဖို့အတွက်တတ္တာဆိုတဲ့ယုံကြည်ချက်အခြေခံအဖြစ်ရှိရမယ်ယုံကြည်ချက်ရှိလာပြီးတဲ့နောက်မှာလူသားတွေအတွက်ဘာရည်ချင်းတို့အပ်တယ်လဲဆိုရင်ကိုချင်းတရားဆိုတာလောကလူတွေကကိုချင်းတရားကိုဒီနောက်ဘဝအတွက်လို့ထင်ကောင်းထင်နေလေမဟုတ်ဘူးဒီဘဝကြီးပွားတိုးတက်တာလေကိုချင်းတရားကောင်းမှကြီးပွားတိုးတက်တာကိုချင်းတရားပြက်ပြားသွားတာနဲ့တပြိုင်နက်ဒီလူရဲ့စီးပွားဥစ္စာတွေဟာကြိုးကျပျက်စီးသွားတယ်